ဂျပန်တစ်တော့အကောက်ကိုအလက်ကူဆောက်ဖွင့်တဲ့နေ့ကိုပြောပြမယ်ဗျာအရင်အစောကျွန်တော်အဲ့ဒီဟာကိုပြောင်းမှာဖြစ်မှာကျွန်တော်ကဂျပန်တစ်တော့အကောက်ဖွင့်မှာဆိုတော့ဂျပန်ပြောင်းမှာပေါ့နော်ဂျပန်ပြောင်းမယ်အဲ့ဆိုဂျပန်တွေ့ဂျပန်ပြောင်းပြီးတော့အကောက်မဖွင့်ရတဲ့ဂျီမီတစ်ခုနဲ့ကျွန်တော်တစ်တော့အကောက်ဖွင့်လိုက်မှာနော်တစ်တော့အကောက်ဖွင့်ပြီးကျွန်တော်ထည့်ချင်တဲ့မွေးနေ့ထည့်လိုက်မယ်ထည့်ချင်တဲ့မွေးနေ့ထည့်ပြီးတော့ရင်ကျွန်တော်ထည့်ချင်တဲ့နာမည်ဂျပန်တစ်တော့အကောင့်ဟုတ်မဟုတ်စက်တင်မှာတွားကြည့်မှာပါနော်အဲ့ဆိုဂျပန်တစ်တော့အကောင့်ဟုတ်မဟုတ်တီးရတော့ပေါ့အဲ့ဆိုဂျပန်လို့ပြရင်ဂျပန်တစ်တော့အကောင့်ပါနော်အားလုံးအဆင်ပြေကြပါစေဗျာဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ဗျာတီးချင်အချင်း comment မှာရေးခဲ့လို့ရပါအဘ